မျိုးပြင်ကအိမ်ပြက်ကြီးအကြောင်းမျိုးပြင်ကိုသွားမယ်ဆိုရင်တော်လန်ချင်းချင်းလေးရနေပြီးတော့သွားရတယ်အဲ့ဒီလမ်းလေးရဲ့ဘေးမှာအိုဟောင်းပျက်စီးနေတဲ့အိမ်ပြက်ကြီးတစ်လုံးလည်းရှိတယ်လူနေရာကြပြီဆိုတော့အုံနေရံတွေကလည်းကွက်အပ်နေပြီးတော့ချမ်းကင်းနေမှလည်းတော်လေးပျက်စီးနေတယ်ခြေလန်းလိုက်တိုင်းတကြူကြီးမြည်နေတဲ့အတန်ကြီးကလည်းအတော်လေးကိုကြောချမ်းစရာကောင်းတယ်ကျွန်တော်လည်းသိချင်တာနဲ့နေကန်တွေကိုမေးကြည့်လိုက်တော့အဲ့ဒီအိမ်ပြက်ကြီးကိုမိုးညိုအိမ်ပြက်ကြီးလို့ခေါ်ကြတယ်တဲ့ကျွန်တော်လည်းသိချင်လို့ဘာလို့အဲ့လိုခေါ်တာလဲလို့ထပ်မေးကြည့်လိုက်တယ်အရင်တော့အဲ့အိမ်ကြီးထဲမှာမိုးညိုနဲ့သူ့အမေနဲ့နှစ်ယောက်ထဲနေကြတယ်တဲ့ဒီနေ့တော့သူ့အမေနာမချမ်းဖြစ်ပြီးတော့တည်သွားခဲ့တယ်အဲ့ဒါနဲ့မိုးညိုလည်းသူ့အမေမရှိတဲ့ဒီအိမ်ကြီးထဲမှာတယောက်တည်းမနေချင်တော့တဲ့အဆုံးသူ့အမေနောက်ကိုတပါးလေးလိုက်သွားတော့တယ်အဲ့ဒီချိန်ကစားပြီးဒီအိမ်ကြီးဟာလူမရှိသူမရှိ6ကတ်တိတ်ဆိတ်နေတာပေါ့လေအဲ့အိမ်ကြီးနာဖြတ်သွားကြတဲ့နေကန်အချို့ဆိုရင်ညဘက်တွေကြရင်ဒီအိမ်ကြီးထဲမှာအော်ငိုးနေတဲ့အတန်တချို့ကြားရတယ်လို့ပြောကြတယ်ဟိုတလောကမှရွာလူငယ်တချို့ညတကောင်ကြီးအဲ့အိမ်ထဲကိုဝင်မယ်ဆိုပြီးတော့စိန်ခေါ်လိုက်ကြသေးတယ်ဒီလိုနဲ့သူတို့လည်းအဲ့အိမ်ပြကြီးတွေကိုစဝင်လိုက်ကြပြီးတော့သိကျင်စိတ်နဲ့တခန်းပြီးတခန်းလိုက်ကြည့်ကြတာပေါ့လေဒီလိုနဲ့အခန်းတစ်ခန်းနဲ့ရောက်တော့ဘယ်သူမှမရှိဘဲနဲ့ထွန်းထားတဲ့မီးအိမ်တစ်လုံးကိုသူတို့အားလုံးမြင်လိုက်ရတယ်သူတို့တွေကတယောက်ကမတိဘဲနဲ့အဲ့ဒီမီးအိမ်ကိုကောက်ကင်လိုက်တဲ့အချိန်မှာပဲအင်းရှိရတကားကြီးကသူ့အလိုလိုပိတ်သွားတော့တယ်အဲ့ဒီနောက်အေးဆက်နေတဲ့လက်ကြီးကသူတို့ရဲ့ပခုံးတွေကိုအတင်းလိုက်ဆွဲတော့တာပေါ့အဲ့ဒါနဲ့သူတို့လည်းအတော်ကြောက်သွားပြီးတော့အိမ်ပြေကိုအမြန်ဆုံးထွက်ပြေးကြတော့တာပဲနောက်နေ့မနေ့လည်းရောက်ရောအဲ့ဒီအိမ်ကြီးနာဖြတ်သွားကြတဲ့လူတချို့ကအိမ်ကြီးရှေ့မှာတတိမေ့ပြီးလဲနေတဲ့လူငယ်တချို့ကိုရှာတွေ့သွားကြတယ်ခတ်တာကသူတို့ရဲ့လက်ထဲမှာမီးအိမ်တစ်လုံးနဲ့စာတစ်စောင်ရောက်နေတာပဲစာထဲမှာပါတာကငါအမေမီးအိမ်ကိုပြန်ထွန်းပေးဆိုပြီးတော့ရေးထားတယ်အချိန်ကစပြီးမိုးညိုရဲ့အိမ်ပြက်ကြီးထဲမှာညဘက်ရောက်တိုင်းမီးအိမ်တစ်လုံးအမြဲလင်းနေတယ်လို့မြင်တဲ့သူတိုင်းကပြောနေကြတော့တာပဲဒီလိုအရာတွေကမယုံခြင်းနေမဆန်းတဲ့ကိစ္စတွေဖြစ်လို့တငယ်ချင်းတို့လည်းသတိထားကြပါလို့ပြောရင်ဒီဇလန်လေးကိုဒီမှာပဲဆုံးသတ်ပါရစေ channel လေးကိုလည်း subscribe လုပ်ပေးကြဖို့မမေ့နဲ့ဦးနော်